ကိုကိုရဲ့ဗျာကိုကွန်ဖန်လေးတွေကလေကိုခွန်းရဲ့နာမည်လေးတွေကိုသိချင်လို့တဲ့ပြောပြပေးပါအောင်ကိုခွန်းရဲ့ကျောင်းနာမည်ကဘာကြီးတော့ကျောင်းနာမည်က Henry လို့ခေါ်တယ်မြန်မာကျောင်းနာမည်ရောမြန်မာကျောင်းနာမည် Helen Cat အိမ်နာမည်ရောအိမ်နာမည်ခွန်းအခုခေါ်နေခွန်းပါကိုခွန်းကဘယ်နာမည်အကြိုက်ဆုံးလဲခွန်းဘယ်နာမည်မကြိုက်တာလဲ Helen Cat တော့ဘာလို့မကြိုက်တာလဲအလောက်လာတဲ့နာမည်ကိုဘာလို့လဲဆိုတော့မမီးကရောက်စိတ်ပေါက်ဆိုးနေတဲ့အချိန်ကျရင်တသားကို Helen Cat လို့ခေါ်တော့တသားမကြိုက်ပြန်ဘယ်လိုခေါ်ရလဲ Helen Cat လို့ Helen Cat အလောက်ထိမစိုးပါဘူးကိုပြောမှပဲမမပိုစိုးနေတယ်လို့ပဲခဲ့သူများကိုမမဆိုလိုက်တာလို့ပြောနေအောင်မယ်ဒါမှနဆာဆိုရီအမလေးလဲလိုက်တာအဲ့လိုလည်းမဟုတ်ပါဘူးဟုတ်ပါတယ်ကိုရေဗျာမမတဲလေးဗျာချစ်တယ်နော်